မင်္ဂလာပါဗျဒီနေ့ Vivo 3 လုံးလောက်ရောင်းမယ်ပေါ့နော် Vivo မှန်ခုံးလေး3လုံးရောင်းမယ်ဗျ V29 လေးပါမယ် V30 လေးပါမယ်နောက်ပြီးတော့ဒါက Y88 Black အကောင်လေးပါမယ်ပေါ့နော် RAM တွေကတော့ RAM 12 ROM 256တွေကြီးပဲဗျဒီမှန်ခုံးလေးတွေပေါ့နော်ရောင်လေးလည်းလှပါတယ်ဒီကောင်လေးကတော့ Vivo V29 RAM 12 ROM 256နဲ့ဗျဒီကောင်လေးကကင်မရာဘာညာလဲတော်တော်ကောင်းတဲ့ထဲမှာပါပါတယ်မှန်ခုံး in display finger လေးနဲ့ကမ်းရမယ်ပေါ့နော်ဈေးနှုန်းကဒီကောင် Vivo V29 RAM 12 256ကိုကျွန်တော်အခုရောင်းမိမဲ့ဈေးကတော့6သိန်းနဲ့မှ9500ဗျ RAM 12 ROM 256နော်ပတ်လဲချောပါတယ်ဗျအပုံးစင်းမရှိတဲ့လောက်ရှားပါတယ်နော်မှန်ပါတယ်အပုံးစင်းဘာညာမရှိဘူးဒါကတော့ sticker ကတ်ထားတဲ့လေးကိုတာလေးပေါ့နော်ဒါလေးရခွာပေးလိုက်မယ်ဗျကင်မရာဘာညာတော်တော်ကောင်းပါတယ် gain ဆော့လို့လည်းအဆင်ပြေပါတယ်ဗျဘက်ထရီလိုက်ကလည်းတော်တော်ခန်းတဲ့ထဲမှာပါပါတယ်ဒီကောင်လေးရှိမယ်ဒီကောင်လေးက6သိန်း9500ဗျ RAM 12 256နောက်ပြီးတော့ Vivo V30 လေးရှိမယ်ဗျ Vivo V30 လေးကလည်း RAM 12 ROM 256လုံးပဲဒီကောင်လေးကိုကျွန်တော်ရောင်းပေးမဲ့ဈေးကတော့9သိန်းနဲ့မှ9500ပါဗျ9သိန်း9500ပါနော် Vivo V30 RAM 12 ROM 256အလုံးလေးပါကာလာလေးကလည်းအင်္ဂလိပ်ဘလူးလေးပါကာလာလေးတော့လှပါတယ်ဒီကောင်လေးရှိပါဘောနော် RAM 12 ROM 256လုံးပတ်လဲချောမယ်အပုံးစင်းမရှိဘူးဗျနောက်ပြီးတော့ဒီကောင်လေးကကြတော့ Y88 Black ကို RAM 12 ROM 256မှန်ခုံးလေးပါပဲဒီကောင်လေး RAM 12 ROM 256ပဲနော်မှန်ခုံးမှန်လဲဝေလေးပါပဲကင်မရာတော်ကောင်းပါတယ်ဘက်ထရီလည်းတော်တော်ခံပါတယ် gain ဆော့ပါညာလည်းအကုန်အဆင်ပြေပါတယ်ဗျရုပ်ထွက်လေးရတယ်တော်တော်လှတဲ့ထဲမှာပါပါတယ်ဒီကောင်လေးက9သိန်းဟိုမှ9သိန်း4500အတိနဲ့ရောက်မှာဗျ9သိန်း4500ပါနော်9သိန်း4500 Y88 Black RAM 12 ROM 256 9သိန်း4500ဒီကောင်လေးက Vivo V30 RAM 12 256 9သိန်း5500ဗျဒီကောင်လေးကကြတော့ Vivo V29 လေးပါဗျ RAM 12 ROM 256ပဲနော်ဒီကောင်လေးလည်း6သိန်း5500ဗျစိတ်ဝင်စားလို့ဆက်သွယ်စုံစမ်းဝယ်ယူခြင်းနဲ့ဆိုရင်3999 668 0085ကိုဆက်သွယ်စုံစမ်းဝယ်ယူအားပေးနိုင်ပါတယ်ဗျရန်ကုန်တိုင်းမင်္ဂလာတော်မြို့နယ်ရပါကျေးဇူးပါ